ပေတတောင်းကျော်မှာပေါက်တဲ့အပင်ပေတတောင်းကျော်မှာရှိတဲ့တတော်ဟာနံပါတ်1ကဒီကာမအတိုးစင်းအနေနဲ့သူကအရင်ထိရောက်တယ်နော်ကဲຫນွယ်ရှင်နဲ့အပြင်မှာပဲကြားဘူးလားကဲလက်တွေအပြင်မှာကမှမြင်ဘူးလားဗျာဟောကျွန်တော်လက်ကြီးနဲ့ခိုင်းတာຫນွယ်ရှင်ပါဗျာလှုပ်နေတာဗျာမင်းနှောင်းနဲ့ပေါက်တယ်မသေးဘူးဗျာ What's that, brother? အမှန်တန်အကျိုးရှိတဲ့သဘာဝစီစွမ်းကောင်းပေတတောင်းကျော်မှာပေါက်တဲ့အပင်ပေတတောင်းကျော်မှာရှိတဲ့တတော်ဟာခုနကပေါ့နော် traditional Chinese medicine မှာတော့သူကယောဂတွေအများကြီးသုံးတာပေါ့နော်ဒါပေမဲ့အဓိကအရေးကြီးတဲ့အနည်းတင်နဲ့ဘာရလဲဆိုရင်နံပါတ်1ကဒီကာမအတိုးစင်းအနေနဲ့သူကအရင်ထိရောက်တယ်နော်အဲ့တော့ဒါတွေမကောက်ယောက်ျားမှသုံးနေဆိုရင်သူက spermatogenesis လို့ခေါ်တဲ့ sperm တွေကိုပွားများအောင်သူလုပ်ပေးနေတယ်ဆိုတဲ့တိပြကတော့ကလေးမရတာကိုကလေးရအောင်လုပ်ပေးနေတယ်မြုံနေတဲ့အမျိုးသားတွေဆိုလည်းဒါကလေးရအောင်အားပေးတယ်ပေါ့နော်အဲ့တော့ sex ကိစ္စမှာသူကောင်းတယ်ပေါ့နော်ဒါနာမည်ကြီးတယ်တရုတ်ပြည်မှာဆိုဒါကတော့ဒီနေ့ခေတ်လူအားလုံးလိုချင်နေတဲ့ဟာပေါ့နော်ဒီဟာလေးကိုပုံမှန်စားလို့ကြည့်ရေအတွက်ကိုအများကြီးအကျိုးရှိတယ်这个哈嘞不是哈这个你们啥没弄你们啥要哈不是哈